ဇလန်းဆာမှာတော့1960ခုနှစ်ဗာဂျီးနီးယားပြည်နယ်ရဲ့လမ်းဘေးတနေရာမှာကားပြက်လို့တောင်တင်နှုတ်တဲ့ကက်သရင်းဂျွန်ဆင်ဒိုရိုသီဗွန်မယ်ရီဂျက်ဆန်ဆိုတဲ့အမျိုးသမီးကြီး၃ယောက်ကိုတွေ့ရမှာပါအဲ့ဒီခေတ်ကလူမဲဒီအပေါ်ခွဲခြားဆက်ဆံတဲ့ဂျင်ခရူးဥပဒေတွေလွှမ်းမိုးထားခြင်းဆိုတော့လူဖြူရဲရရှိတယောက်သူတို့စီရှောက်လာတဲ့အခါမှာတင်းမာမှုတွေကတိတိတတ်တာကိုရိုက်ခတ်သွားခဲ့ပါတယ်ဒါပေမဲ့သူတို့ကတော့ NASA မှာအလုပ်လုပ်နေတဲ့ဂုံတိတ်ခတ်ကိုအသုံးချပြီးဒီအခြေအနေကိုအကောင်းဆုံးကြိုဖက်နိုင်ခဲ့ရုံတင်မကပဲလန်ဂလီသူတေသနာစင်တာအထိရဲအဆောင်ရှောင်နဲ့ခန့်ခန့်ညာညာသွားနိုင်ခဲ့ကြပါတယ်လန်ဂလီသူတေသနာစင်တာရဲ့ West Area Computing ဌာနဟာအာကာသဆိုင်ရာရှုပ်ထွေးလာတဲ့တင်ချာတွက်ချက်မှုတွေကိုကိုယ်တိုင်ကိုယ်ချတွက်ချက်ပေးနေရတဲ့ထက်မြတ်လွန်းတဲ့လူမဲအမျိုးသမီးတွေနဲ့ပြည့်နှက်နေတဲ့နေရာတစ်ခုပါဒီအမျိုးသမီးတွေထဲမှာဒေါ်ရိုသီဟာတစ်ဖွဲ့လုံးကိုဦးဆောင်နေရတဲ့ကြီးကြပ်ရေးမှုတင်အောင်လို့လုပ်ကိုင်နေပေမဲ့လည်းသူ့ရဲ့မန်နေဂျာ Vivian Mitchell ကတော့ဒေါ်ရိုသီကိုတင်ညဝေယာဒူးနဲ့လစာပေးဖို့ညှင်းဆန်ထားပါတယ်။ Mary ကတော့အာကာတိုင်ရဲ့အပူကာတိုင်းစမ်းသပ်တဲ့အဖွဲ့မှာတာဝန်ကျခဲ့ပြီးသူ့ရဲ့အကြီးအကဲအင်ဂျင်နီယာ Kazimierz Sarnecki တဲ့တိုက်တွန်းမှုကြောင့်အင်ဂျင်နီယာတယောက်ဖြစ်ဖို့ကြိုးစားလာပါတော့တယ်ကက်သရင်းကတော့ခွဲချမ်းစိတ်ဖြာ geometry ပညာရပ်မှာထူးချွန်လွန်းတာကြောင့် Space Task Group လို့ခေါ်တဲ့အဓိကအာကာသလုံခြုံရေးအဖွဲ့အစည်းကိုရွေးချယ်စေလွှတ်ခြင်းခံခဲ့ရပါတယ်ကက်သရင်းတရားလူဖြူအမျိုးသားတွေကြီးပဲရှိတဲ့ Space Task Group ထဲကိုစတင်ဝင်ရောက်လာချိန်မှာတော့အေးဆက်ဆက်အတိုင်းဝိုင်းနဲ့ပဲကြုံခဲ့ကြပါလေသူ့လေလှုပ်ဖော်ကိုင်းပဲ Paul Stanford ဆိုရင်ကက်သရင်းကိုတင်ချာပညာရှင်တယောက်လိုမဆက်ဆံပဲစာရေးမားလီတယောက်လိုသဘောထားပြီးအချက်အလက်တွေကိုခြံလက်ပေးထားခဲ့တာပါဒါပေမဲ့အဆိုးဆုံးကတော့လူမျိုးရေးခွဲခြားမှုရဲ့ပြရုပ်ဖြစ်တဲ့အိမ်သာကိစ္စပါပဲသူအလုပ်လုပ်ရတဲ့အရှိဘက်အဆောက်အဦမှာလူမဲအမျိုးသမီးသုံးလို့ရတဲ့အိမ်သာမရှိပါဘူးအဲ့ဒါကြောင့်ကက်သရင်းဟာအိမ်သာသွားဖို့အတွက်တင်တနေ့ကိုအလုပ်တွေပွေးပိုက်ပြီးမိုင်းဝဲလောက်ဝေးတဲ့အနောက်ဖက်ခြမ်းကိုပြေးပြေးသွားခဲ့ရပါတယ်ဒီလိုအခက်ခဲတွေကြားကပဲတခြားသူတွေမဖြေရှင်းနိုင်တဲ့ရှုပ်ထွေးလွန်းတဲ့ညီများချင်းတွေကိုကြောက်တင်ပုံးပေါ်မှာတွတ်ပြနိုင်ခဲ့လို့ဒါရိုက်တာ L. Harrison ရဲ့အတိအမှတ်မှုကိုစတင်ရရှိခဲ့ပါတယ်။တစ်ဖက်မှာလည်း Dorothy ဟာ NASA ကနေ IBM 7090လို့ခေါ်တဲ့ Electronic Computer ကြီးကိုတက်ဆင်လိုက်တာကိုသိသွားပါတယ်။ဒီစက်ကြီးကနောင်တစ်ချိန်မှာလူသားတွက်ချက်သူတွေရဲ့နေရာကိုအစားထိုးတော့မယ်ဆိုတာသူရိပ်မိလိုက်ပါတယ်။ဒါကိုကြောက်ရွံ့မနေပဲဒေါ်ရတီဟာကွန်ပျူတာဂန်းထဲကိုတိတ်တဆိတ်ဝင်ပြီးစက်ရဲ့အလုပ်လုပ်ပုံနဲ့ Fortran လို့ခေါ်တဲ့ကွန်ပျူတာ program ဘာသာစကားကိုကိုယ်တိုင်လေ့လာသင်ယူခဲ့ပါတယ်။ Soviet Union က Yuri Gagarin ကိုအာကာသကျဲအောင်မြင်မြင်လွတ်တင်နိုင်ခဲ့ချိန်မှာ NASA တခုလုံးဖိအားတွေအကြီးအကျယ်တက်လာပါတော့တယ်။ဒီနေ့မှာတော့ Harrison ကကက်သရင်းခဏအလုတ်ခွင်ကပျောက်နေတာကိုတတိထားမိပြီးစူပူကျင်းမောင်းတဲ့အခါကက်သရင်းရဲ့ဒီခံနိုင်စွမ်းတွေပောက်ကွဲထွက်သွားခဲ့ပါတယ်။မိုးတဲ့ရီထဲမှာသူပြောခဲ့တဲ့စကားတွေကတော့ရင်းနှင်းစရာပါတယ်။လူမဲတွေအထက်တီးထန့်ခွဲထားတဲ့အိမ်သားနဲ့ကော်ဖီအိုးအစရှိတဲ့ဂုံတိကထာမဲ့တဲ့ခွဲခြားဆက်ဆံမှုတွေကိုသူရင်ဖွင့်ချလိုက်ပါတယ်။ဒီနေရာမှာဇက်ရှင်ကအမြင့်ဆုံးကိုရောက်သွားခဲ့ပါတယ်။ကက်သရင်းရဲ့တောက်မိုးကိုရောသူခံစားနေရတဲ့မတရားမှုကိုပါနားလေသွားတဲ့ Harrison ဟာတူကြီးတလက်ကိုဆွဲပြီးလူမဲအမျိုးသမီးအိမ်သားဆိုတဲ့ဆိုင်းဘုတ်ကိုကိုယ်တိုင်ရိုက်ခွဲဖြစ်လိုက်ပါတယ်။ဒီ NASA မှာလူတိုင်းရဲ့စီးအယောင်ဟာအတူတူပဲလို့သူကြေညာလိုက်ပြီးအားလုံးတန်တူရှိစပ်ဖို့လမ်းဖွင့်ပေးခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ Mary Jackson ဟာလည်းသမိုင်းဝင်တရားရင်ဆိုင်မှုတစ်ခုမှာအနိုင်ရခဲ့ပါတယ်။လူဖြူကျောင်းမှာအင်ဂျင်နီယာသင်တန်းတက်ခွင့်ရဖို့အတွက်ပထမဆုံးတော့သူဖြစ်ခွင့်ပေးဖို့တရားသူကြီးကိုစီးရုံးနိုင်ခဲ့ပြီးညအကြောင်းတက်ခွင့်ရရှိသွားခဲ့ပါတယ်1960ခုနှစ်မှာ American ဟာ John Glenn ကိုအာကာသထဲလွတ်ဖို့အသင့်ဖြစ်နေပါပြီ။ဒါပေမဲ့ကမ္ဘာမြေကိုပြန်ဆက်မဲ့နေရာသတ်မှတ်ချက် coordinates တွေလာတင်ချာနီးရခဏလွဲချော်နေပါ යි ။ဒီမှာပဲ Catherine ဟာရှေးရောင်းတင်ချာနီးစနစ်တစ်ခုဖြစ်တဲ့ Euler's method ကိုအသုံးပြုပြီးအာကာသယာဉ်ပတ်လည်ပြောင်းလဲမှုကိုတိတိကျကျတွက်ချက်နိုင်မဲ့နည်းလမ်းကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။လွတ်တင်မဲ့နေ့မှာ IBM ကွန်ပျူတာကထွက်လာတဲ့အချက်လက်တွေကတမျိုးဖြစ်နေပါတယ်။ John Glenn က Catherine ရဲ့အရေးအချင်းကိုယုံကြည်တာကြောင့်ဟိုအမျိုးသမီးလေးကိုယ်တိုင်တ
တင်ချာတွက်ချက်မှုကိုစစ်ဆေးမပေးမချင်းသူမတက်ဘူးလို့ညှင်းဆန်ခဲ့ပါတယ်။အချိန်နဲ့အမျှအပြေးအလွှာတွက်ချက်ခဲ့ရတဲ့ကက်သရင်းဟာအပြေးတွေကိုထိန်းချုပ်အခန်းထိပြေးပို့ပြီးခဲ့ပေမဲ့တကားအပိတ်ခံလဲရပါတယ်။သူဟာတွက်ချက်သူတက်တက်ပဲမို့အထဲကိုဝင်ခွက်မရခဲ့ရှာပါဘူး။လွတ်တင်မှုကတော့အောင်မြင်သွားခဲ့ပါတယ်။ဒါပေမဲ့ကဘာမြေကိုပြန်အစင်းမှာအပူကားတိုင်းတတိပြေးမိလန်းလာတဲ့ကြောင့်တကဘာလုံးရင်တထိတ်ထိတ်ဖြစ်ခဲ့ရပါတယ်။ကက်သရင်းရဲ့တီတီကြကြတွက်ချက်မှုနဲ့မယ်ရီတို့အဖွဲ့ရဲ့အင်ဂျင်နီယာကျွမ်းကျင်မှုတွေကြောင့်ဂျွန်ကန်ဟာဘေးကင်းစွာပြန်လည်ဆင်းသက်နိုင်ရပါတယ်။ဆက်တင်းပိုင်းမှာဒေါ်ရိုဒီဗွန်ဟာပရိုဂရမ်ရေးဆွဲရေးဌာနရဲ့ကြီးကြပ်ရေးမှုအဖြစ်ယာရူတိုးမြင့်ခံခဲ့ပြီးသူ့ရဲ့လူမဲအမျိုးသမီးအဖွဲ့ကြီးတစ်ခုလုံးကို IBM ဆက်တွေမောင်းနှင်ဖို့ခေါ်ဆောင်သွားနိုင်ခဲ့ပါတယ်။ Mary Jackson ဟာ NASA ရဲ့ပထမဆုံးသော African American အမျိုးသမီးအင်ဂျင်နီယာဖြစ်လာခဲ့ပါတယ်။ Katherine Johnson ကတော့ Apollo 17လပေါ်ဆင်းသက်မှုနဲ့အာကာသလွန့်ပြန်ရင်စီမံကိန်းတွေအတွက်ပါလမ်းကြောင်းတွေကိုဆက်လက်တွက်ချက်ပေးခဲ့ပါတယ်။ဇက်ကအဆောင်မှာတော့ Katherine ဟာအသက်100နှစ်အထိနေထိုင်သွားပြီး NASA ရဲ့အဆောက်အဦတစ်ခုကိုသူ့အမိနဲ့ဂုံပြုမြိတ်ခေါ်တာကိုမြင်တွေ့သွားခဲ့ရပါတယ်။ဆယ်စုပေါင်းများစွာဖုံးကွယ်ခံထားရတဲ့သူတို့ရဲ့ကြိုးစားအားထုတ်မှုတွေဟာနောက်ဆုံးမှာတော့ကမာကတိမှတ်ပြုရတဲ့ဂုံယူစရာသမိုင်းမှတ်တိုင်တွေဖြစ်လာခဲ့ပါတော့တယ်